လူကြီးမင်းတို့အသုံးပြုနေတဲ့စက်တွေထဲမှာထည့်ထားတဲ့အင်ဂျင်ဝိုင်းကောင်းမကောင်းအလွယ်တကူစမ်းသပ်တဲ့ဒီလေးပြပေးမှာဖြစ်ပါတယ်။အစာနဲ့အစီကပတ်ကုန်းထွက်ချင်တယ်ဆိုရင်တော့commentမှာ link ချပေးထားပါမယ်။အဲ့ဒီ link ကိုနှိပ်ပြီးတော့စာနဲ့တင်ထားတဲ့ပို့ကိုဝင်ပြီးတော့ဖတ်သွားနိုင်ပါတယ်။ဒီ video မှာကတော့အကြံဉာဏ်သဘောမျိုးပြောပြသွားမှာဖြစ်ပါတယ်။စက်တွေထဲမှာထည့်ထားတဲ့အင်ဂျင်ဝိုင်းလေးကောင်းသေးလားဒါမှမဟုတ်အင်ဂျင်ဝိုင်းသားညံ့နေပြီလားဆိုတာအခုလိုလေးစမ်းသပ်ကြည့်အောင်နဲ့သိနိုင်ပါတယ်အကြမ်းဖျင်းစမ်းသပ်နည်းကတော့6မျိုးလောက်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဗီဒီယိုအတူဖြစ်တာကြောင့်အလွယ်ဆုံး2မျိုးကိုရှင်းပြသွားမှာဖြစ်ပါတယ်ပထမစမ်းသပ်နည်းကတော့အင်ဂျင်ဝိုင်းကိုလက်နဲ့ကင်ကြည့်လိုက်ပါအင်ဂျင်ဝိုင်းကိုလက်ညှိုးလက်မနဲ့ဖိပြီးတော့ပုတ်ချေကြည့်လိုက်ပါအင်ဂျင်ဝိုင်းကိုလက်ညှိုးလက်မနဲ့ဖိပြီးတော့ပုတ်ချေကြည့်လိုက်တဲ့အခါနူးညံ့ပြီးတော့အရန်စမှုဖြစ်လွန်းနေရင်အင်ဂျင်ဝိုင်းသားကောင်းပါသေးတယ်ဒါမှမဟုတ်အင်ဂျင်ဝိုင်းသားကမနူးညံ့ပဲနဲ့တန်မုံပါတဲ့အနေအထားမျိုးကျဲလွန်းတဲ့အနေအထားမျိုးပြစ်လွန်းတဲ့အနေအထားမျိုးဖြစ်နေရင်တော့အင်ဂျင်ဝိုင်းသားမကောင်းတော့ပါဘူးနောက်ထပ်ခွဲခြားလို့ရတဲ့လွယ်တဲ့နည်းတစ်ခုကတော့အင်ဂျင်ဝိုင်းဂိတ်တန်ကိုဆွဲနှုတ်လိုက်ပါအခုလိုအင်ဂျင်ဝိုင်းဂိတ်တန်ကိုဆွဲနှုတ်ပြီးတော့အင်ဂျင်ဝိုင်းစီနာကိုနှာခေါင်းနဲ့နမ်းကြည့်ရမှာဖြစ်ပါတယ်နှာခေါင်းနဲ့နမ်းကြည့်တဲ့အခါမှာထွက်လာတဲ့အနံ့ကိုခွဲခြားပြီးတော့အင်ဂျင်ဝိုင်းကောင်းမကောင်းတစ်ခါစစ်ဆေးလို့ရပါသေးတယ်ဗျာအင်ဂျင်ဝိုင်းရဲ့မူလအနံ့ကတော့အရင်ကြီးမပြင်းပဲနဲ့ရင်လေးနဲ့ဖြစ်တဲ့အနံ့မျိုးအသွင်ကိုစောင်းပါတယ်အခုလို3လက်စအင်ဂျင်တွေကအင်ဂျင်ဝိုင်းဂိတ်တန်ကိုဆွဲထုတ်ပြီးတော့နမ်းကြည့်တဲ့အခါမှာကာဗွန်အနံ့တွေချစ်တူတူချစ်ကျွန်းကျွန်းအနံ့တွေပုံမှန်မဟုတ်တဲ့စူးရှားအနံ့တွေအစားရှိတဲ့ကာဗွန်ရောနေတဲ့အနံ့မျိုးတွေထွက်နေပြီဆိုရင်တော့အင်ဂျင်ဝိုင်းကိုတခြားလေးစစ်ဆေးသင့်ပါတယ်အင်ဂျင်ဝိုင်းကအင်ဂျင်တစ်ခုလုံးရဲ့အသက်ဖြစ်တာကြောင့်မို့လူချင်းမင်းတို့အသုံးပြုနေတဲ့ကားတွေဆိုင်ကယ်တွေထွန်စက်တွေအစားရှိတဲ့စက်ပစ္စည်းမျိုးစုံမှာအသုံးပြုနေတဲ့အင်ဂျင်ဝိုင်းတွေကိုပုံမှန်လေးစစ်ဆေးဖို့လိုပါတယ်စစ်ဆေးနည်းအပြည့်စုံကိုစာနဲ့ဖတ်မယ်ဆိုရင်တော့ကျွန်တော် comment မှာ link ချပေးထားပါမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့စာနဲ့ရေးထားတာကိုတခြားလေးဖတ်ပြီးတော့အင်ဂျင်ဝိုင်းကောင်းမကောင်းစမ်းသပ်လို့ရပါတယ်ဗျာโอเคဗျာအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကတော့ဒီလောက်နဲ့နားလိုက်ပါမယ်နောက်ဗီဒီယိုတွေမှာဆက်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောမလဲဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်